ကိုကြီးကားကြောင်းရှင်းပြမယ်ဓာတ်စီနင်းလိုက်ရင်အင်ဂျင်အတန်တက်ပေမဲ့ကားကအရှိန်မတက်ဘူးဒီလိုဖြစ်ရင်တင်ထင်တာကအင်ဂျင်အားနည်းနေတယ်လို့ထင်မိတယ်ဒါပေမဲ့တကယ်တမ်းကဂီယာချောနေတာ transmission slipping ဖြစ်နိုင်တယ်တစ်အင်ဂျင်အတန်တက်ပေမဲ့ကားမြန်မလား engine revs but no acceleration ဓာတ်စီနင်းလိုက်ရင်အင်ဂျင်ကဘုံဘုံမြည်ပေမဲ့ကားကအရှိန်မတက်ဘူးဒါကဂီယာချောတဲ့အထင်ရှားဆုံးလက္ခဏာပါဂီယာထည့်ပြီးစက္ကန့်အနည်းငယ်နောက်ကျမှဆွဲတယ် delayed engagement ဒီကနေဒီထက်လိုက်ရင်2-3စက္ကန့်လောက်ကြာပြီးမှကားဆရွေတယ်ဂီယာပြောင်းတဲ့အခါလန့်တယ်တုံတယ် harsh or rough shifts ဂီယာပြောင်းတဲ့အခါလန့်စရာဖြစ်တယ်ဒါမှမဟုတ်ကားကတုံတယ်ဂီယာစီယိုတယ် transmission fluid leak ကားပါကင်ထားတဲ့နေရာမှာအနီရောင်အစွမ်းထင်းတွင်းရင်ဂီယာစီယိုနေတယ်မီးလောင်နှံသို့မဟုတ်တတ်တူနှံ burning smell or metallic smell ဂီယာစီပူလို့ရင်မီးလောင်နှံရတယ်ဂီယာအတွင်းမိုက်ပြရင်တတ်တူနှံရတယ်ပထမဆုံးဂီယာစီအစစ်နဲ့အယောင်စစ်ပါစီးနေရင်ဖြေပါစီအနက်ရောင်မီးလောင်နှံရနေဂီယာစီလဲပါစီလဲပြီးမှမပြောင်းရင်စိုင်ပြပါဂီယာဘော့စ်အတွင်းမိုက်ပြဿနာရှိနေပြီမိကွန်းတစ်ခုမေးမယ်ဂီယာချော်တဲ့အထင်ရှားဆုံးလက္ခဏာကပါလဲအဖြေကအင်ဂျင်အတန်တက်ပေမဲ့ကားအရှိန်မတက်တာပါဒီလိုဖြစ်ရင်ဂီယာစီကိုအရင်စစ်ပါနေ့စဉ်9မိနစ်စာကိုကြီးတို့နဲ့တူလေးလာပြီးတငယ်ချင်းတို့ကြားမှာကားဆရာကြီးဖြစ်လိုက်တာ